မင်္ဂလာရှိတော့မနက်ခင်းလေးဖြစ်ပါစေရှင်။စိတ်အကျဉ်းထောင်မှာလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်အကျဉ်းသားများစတင်လွှတ်ပြီးဧပြီလ18ရက်မြန်မာနှစ်စံတရက်နေ့နနက်10:00နာရီခွဲမှစတင်ကအင်းစိတ်အကျဉ်းထောင်မှာလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်အကျဉ်းသားများအားစတင်လွှတ်ပေးနေပါတယ်။ပြည်ထောင်အတီးတီကြခံလျက်ရှိတော့အကျဉ်းသားအကျဉ်းသူ4335ဦးကိုပြည်ထောင်လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်းနိုင်ငံတော်သမ္မတရုံးအမိန့်အမှတ်40/2026ပြည့်ရက်နေ့ဧပြီလ18ရက်မှာထုတ်ပြန်ခဲ့ပါတယ်။မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်၎င်းပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်၎င်းနိုင်ငံတော်တည်ဆောက်ရေးတွင်ပါဝင်နိုင်စေရန်အတွက်၎င်းနိုင်ငံတော်သမ္မတအကျဉ်းထောင်အချုပ်ထောင်အကျဉ်းစခန်းအသီးသီးတွင်ပြည်ထောင်ကြခံလျက်ရှိသောအကျဉ်းသားအကျဉ်းသူ4335ဦးကိုရာဇဝတ်ကျထုံးဥပဒေပုံမှန်400တဲ့ပုံမှန်ခွဲတဲ့အရာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြည်ထောင်အပြင်ယခုကြခံရန်ကျန်းရှိသောပြည်ထောင်များကိုပါဆက်လက်ကြခံနေမှုသောစီကံသတ်မှတ်ချက်ဖြင့်ရင်းတို့ကျန်းရှိသောပြည်ထောင်များအပေါ်ရှော့ပေါ်၍ပြည်ထောင်လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းအမိန့်စာတမ်းတွင်ပါရှိပါရရှင်